Facebook မှာဟိုလေကိုရီးယားကတွေ link ရှိတယ်မလားကိုရီးယားကတွေ China တွေ video Telegram link လေးတွေ Facebook link လေးချပြီးရမလားအဲ့ဒီလူတွေအတွက်ကို poster ဆွဲနည်းလေးတင်ပေးပါမယ်ဒီမှာပါ poster ဆွဲနည်းအခုလိုမျိုး poster ဆွဲနည်းလေးတင်ပေးပါမယ်ကြည့်ပေးပါဦးနော်ကျွန်မက poster လေးဆွဲဖို့အတွက် Paint software တွေကိုဝင်မယ်နော်ဒီအပေါင်းလေးကိုနှိပ်လိုက်မယ်နော်အပေါင်းလေးကိုနှိပ်ပြီးတော့ project တစ်ခုအသစ်ခေါ်မယ်နော် project တွေကမှာဒီလိုအပေါ်နည်းနည်းလေးဆွဲတင်လိုက်ဒီမှာခုမှဟိုပါလေဒီ trading background တွေကမှာ color background တွေကမှာ background color တစ်ခုကိုအောက်ခံ foundation တစ်ပုံပြည့်တစ်ခုယူလိုက်မယ်နော်ကျွန်မဒီအရောင်လေးယူထားလိုက်တယ် background color တစ်ခုရပြီဆိုလို့ရှိရင် add photo ရွေးပေးပါ add photo တွေကမှာကျမတို့သုံးချင်တဲ့ပုံပေါ့နော်၄ပုံလား၅ပုံလား6ပုံလားကိုသုံးချင်တဲ့လောက်ပုံကိုဆက်လက်မှတ်ပြီးရင် EDD add ကိုနှိပ်ပြီးနော်အဲ့ဒါဆိုရင် project ထဲကိုပုံလေးရောက်သွားပါလိမ့်မယ်ကျမဒီမှာအလုံး9ပုံလားမသိဘူးကျမရွေးလိုက်တယ်အဲ့9ပုံကအကုန်လုံးဒီထဲရောက်သွားပြီပေါ့နော်အဲ့ခါကျရင်ကျမဘာလုပ်လဲဆိုတော့တပုံချင်းစီကိုလေနောက်က background တွေဖြုတ်မယ်သိလားကျမအခုဒီမှာပြထားတဲ့ matches လေးကိုရွေးပြီးတော့ remove background လုပ်လိုက်လို့ရှိရင်လေတပုံချင်းစီရဲ့နောက်က background တွေပြုတ်သွားလိမ့်မယ်သိလားအဲ့ခါကျလို့ရှိရင်လေပုံကလေတပုံနဲ့တပုံထပ်လိုက်ရင်လွယ်လေးဖြစ်သွားအောင်သိလားဘာမှမခက်ဘူးသိလားတအားလွယ်တယ်ကြည့်ပြီနော်ဒီ remove background ကကြတော့လေကိုအဲ့နောက်က background ဖြုတ်ချင်တဲ့ပုံကိုထောက်လိုက်လို့ရှိရင်အဲ့ဒီဟာလေးကပေါ်လာနော်ပြရဆော်ဝဲထဲမှာတခါတည်းပါပြီးသားတလားဒီကိုလိုချင်တဲ့ပုံထောက်လိုက်လို့ရှိရင်အမှတခါတည်း matches ကပေါ်လာပြီးတော့ remove background တခါတည်းဖြုတ်သွားသည်လားအဲ့ခါကျလို့ရှိရင်ကိုလိုသူလိုမျိုးဘေးနာအခုမြားပေါင်နေနဲ့လေပုံအကြီးအကျယ်ပေါ့နော်ကျင်းတာချဲ့တာခြုံတာကိုလိုချင်သူလိုမျိုးလုပ်လို့ရတယ်နော်တခြားလောက်ကြည့်ပဲနော်ဟိုကလေပုံတွေကထက်နေတဲ့အခါကျလို့ချင်းဒီဘေးနာကလေအခုလေယာလေးကျွန်မအခုမြပြထားနေနေရတယ်လေအမြပြထားတဲ့လေယာကနေပြီးတော့လေကိုလိုချင်တဲ့ဓာတ်ပုံအပေါ်အောက်ကိုဆွဲပြီးတော့အပေါ်လိုချင်တဲ့ဆိုရင်အပေါ်ပေါ့နော်ဓာတ်ပုံကြည့်လိုက်ပေါ့နော်ကိုလိုချင်တဲ့ပုံကအပေါ်ဘက်ကိုမရဘူးဆိုလို့ရှိရင်အပေါ်ကိုဆွဲတင်လိုက်အောက်ရွှေ့ချင်တဲ့ဆိုအောက်ရွှေ့လိုက်ပေါ့နော်ဒါကကိုရွှေ့ချင်တဲ့ပုံမူတည်ပြီးတော့လုပ်လို့ရတယ်ပေါ့နော်ဒါကတော့ဟိုဒီ software ကိုလေ့ကျင့်မှများလို့ရှင်ဒီအနေထားကတော့သိလာမှာပေါ့နော်များလေးလေ့ကျင့်လိုက်ရင်အဆင်ပြေပါတယ်လို့ကျမအခုဖြတ်ပြပေးနေတဲ့ပုံစံကလေဒီလား copyright မမေ့ဘူးเนาะသိလားအခုလေဟို line ပေါ်မှာသိရမလားဟို Telegram link နေ Facebook link နေပြန်ချတဲ့လူတွေက Facebook မှာဆိုလို့ရှင်ဒီကြော်ညာ poster သုံးဖို့အတွက်ကိုလိုအပ်တယ်လေအဲ့လိုလူတွေအတွက်ကိုကျမရည်ညွှန်းတယ်เนาะသိလားဒီလိုမျိုးလေးဖြတ်ညက်ကလေးနဲ့ထည့်ပြီးတော့လုပ်လိုက်လို့ရှင်လုံးဝအဆင်ပြေရเนาะသိလားဒါလေးကိုလေဒါဆိုအခုကျမပြီးသွားပြီပေါ့เนาะကျမလိုချင်တဲ့အနေထားလေးအပေါ်အောက်ကလေးရွှေ့ပြီးဒါပြီးသွားတယ်ဒါဆိုလို့ရှင်ဒီက Ace man လည်းသိရလေအခုရန်နာမည်ကြီးနေရကလေရဲနံပါတ်ကြီးနေကဒီက Ace ကိုကျွန်မ poster ဖြတ်ပေးလိုက်တာပေါ့နော်ဒီဟာကိုတင်လိုက်လို့ရှိရင်ပြီးပါပြီအဲ့ဒါကိုမှကျွန်မစာသားထည့်ခြင်းနဲ့အတွက် T လေးကိုရွေးလိုက်မယ် text ကိုရွေးပြီးတော့ဒီက Ace ဆိုပြီးတော့ရေးလိုက်ပါမယ်ဒါဆိုရင်သူက2025ဆို2025ပါကျွန်မထည့်ရေးလိုက်အောင်မယ်ရေးမယ်ပြီးရင် background ထည့်မယ်လွယ်ပါတယ်အရင်မခက်ဘူးသိလားအဲ့ဟိုခက်ခဲအများကြီးတွေးနေမှာဆိုလို့လေ poster တစ်ခုလောက်တာအများကြီးမခက်ဘူးဆိုတော့ကျွန်မပုံလေးနဲ့ပြပေးတာဒါဆိုရင်ပြီးသွားပြီဒါအင်္ဂလိပ် font software တွေကသူ့ software ထဲမှာတခါတည်းလေအင်္ဂလိပ် font အစုံပါတယ်သိလားမြန်မာ font ကကြတော့တက်ထည့်ရတယ်အဲ့ဒါကျွန်မနောက်ထပ် file တစ် file တက်ထည့်ပေးမယ်နော်သိလားဒီ software ကတော်တော်အဆင်ပြေတယ်ကျွန်မဒီ poster လုပ်ဖို့အတွက်ကိုတယောက်ကိုကျွန်မပြပေးရမှာမဟုတ်လို့အဲ့တယောက်ကိုပြရင်လည်းကျွန်မဒီ file လေးကိုဖန်တီးလိုက်တယ်နော်ဒါဆိုလို့ရှိရင် poster လုပ်ဖို့အတွက်အခက်အခဲမရှိတော့ဘူးလို့ထင်ပါတယ်ဟိုကလေဒီ Paint software ကိုလေ RK မပေးဘဲနဲ့ free သုံးလို့ရရနော်တကယ်လို့မရှာတတ်ဘူးလင့်နေပါတယ်မလုပ်တတ်ဘူးဆိုလို့ရှိရင်ကျမရှင်မလာတောင်းနော်ကျမရဲ့ Facebook page မှာလာတောင်းလို့ရနော်ကျမ link ချပေးမယ်ဒီလားကျမဟို file လောက်ထားသေးတယ်နောက်ပိုင်းစီးမြင့်စည်းကန့်နေ Facebook တို့ YouTube တို့ကနေပြီးစီးမြင့်စည်းကန့်တွေကများလာတော့အဲ့ဒီဟာတွေကတင်ပေးလို့မရတော့လို့လေနော်တကယ်လို့ software link ကိုမရှာတတ်ဘူးဆိုလို့ရှိရင်ကျမရှင်မလာတောင်းနော်ကျမချပေးမယ်ဒီလားပြီးပြီမယ်နော်အဲ့ဆိုလို့ရှိရင် pay app ကိုလေလစဉ်ကြီးပေးပြီးတော့သုံးစရာမလိုတော့ဘူးအဆင်ပြေသွားလိမ့်မယ်သိလားကျမရှင်မလာတော့နော်ကဲအဲ့ဆိုလို့ရှိရင်ဒီ file လေးမှာရန်နာလိုက်ပါနော်ရလာလိုက်ပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ရက်ဒီမှာတွေ့ပါမယ်နော် sorry ပြောဖို့မေ့ပါလို့အားလုံးပြီးတဲ့အခါကျလို့ရှင်ဒီမြားလေးမှာဒေါင်းပြီးတော့မြားလေးနဲ့လှုပ်လိုက်လို့ရှင် project ဆေးတဲ့အခါကျရင် JPEG နဲ့ပဲဆေးပြီနော် JPEG နဲ့ဆေးမှာပဲ photo frame ကကောင်းမှာနော် JPEG နဲ့ပဲဆေးရမယ်အခုကျွန်မပြထားတဲ့ဟာလေးနဲ့ပဲဆေးရမယ်နော်အဲ့ဒါဆိုအဆင်ပြေပါပြီ